တချို့ကပေ90လောက်ထိကိုနှိမ့်ဝင်သွားပြီလို့ယူဆကြပါတယ်။တာမန် side scan sonar တွေကမြစ်ကျမ်းပြင်အပေါ်ယံကိုပဲမြင်ရတာပါ။မြေကြီးအောက်ထဲရောက်နေတဲ့အရာကိုရှာဖို့ဆိုရင် subbottle profiler လိုမျိုးအထူးနည်းပညာမြင့်စက်ကရိယာတွေလိုအပ်ပါတယ်။ဒါဟာရေငုံပြီးစမ်းရုံနဲ့တွေ့နိုင်တဲ့အနေအထားမဟုတ်တော့ပါဘူး။သမိုင်းတစ်လျှောက်မှာဒီခေါင်းလောက်ကိုစိတ်ဝင်စားခဲ့သူတွေမနှဲမနှောပါပဲကိုလိုနီခေတ်အင်္ဂလိပ်ယာရှိတွေကစလို့ခေတ်သစ်ရတနာမုတ်ဆိုးတွေအထိပါ1990ပြည့်လွန်နှစ်တွေတုန်းကတိုက်တက်နစ်သင်းမောကိုရှာတွေ့ခဲ့တဲ့ကဘာကျော်ဒရိုက်တာဂျိန်းကင်မရွန်ဖွဲ့တာဒီခေါင်းလောက်ကိုစိတ်ဝင်စားခဲ့ဘူးလေလို့ဆိုကြပါတယ်နာမည်ကြီးရေငုံသမားမိုင်ဟာချာလည်းလာရောက်လေ့လာဘူးပါတယ်ဂျပန်စင်ကာပူဩစတြေးလျပညာရှင်တွေအကြိမ်ကြိမ်လာရောက်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့အားလုံးနောက်ဆုတ်သွားခဲ့ကြတဲ့အကြောင်းရင်းကတော့နှစ်ချက်ရှိပါတယ်နံပါတ်1ကုန်ကျစရိတ်ပါဒီ project ကိုတေချာလုပ်မယ်ဆိုရင်ဒေါ်လာ9သန်းကနေ10သန်းလောက်ထိကုန်ကျနိုင်ပါနံပါတ်2ကတော့မတေချာမှုတွေပါပဲကျွန်တော်ပြောခဲ့သလိုပါပဲခေါင်းလောင်းကြီးရဲ့အရွယ်စားတီနေရာအတိအကျနဲ့တကယ်ရှိမရှိဆိုတာ100%အာမခံချက်မရှိပါဘူး။ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့တေချာပေါက်ရှိမှန်းမသိရတဲ့ပစ္စည်းတစ်ခုကိုကမ္ဘာအစိုးရဆုံးရေပြင်အောက်မှာဒေါ်လာတန်းချီအကုန်ခံပြီးရှာရမယ့်အလုပ်ဟာတွက်ချေမကိုက်ပါဘူး။ဒါကြောင့်သိပ္ပံပညာရှင်တွေလက်လျှော့သွားခဲ့ကြတာပါ။ဒါပေမဲ့သိပ္ပံပညာရှင်တွေရဲ့နောက်ဆုတ်သွားတဲ့နေရာကိုသိပ္ပံကိုပြစ်ပယ်ပြီးတော့ဂမ်ဘီယာနီးနဲ့ချင်းကပ်မဲ့လူတစုကတော့ဝင်ရောက်လာပါတော့တယ်။အဲ့ဒါကတော့တိုင်းပြည်ကိုလှုပ်ခတ်သွားစေမယ်လူလိန်တွေရဲ့ဇလန်းပါပဲ။